Morning ပါအခုကတော့ဘန်ကောက်ကနေပြီးတော့မှတခြားတနိုင်ငံကိုသွားနေပါပြီသွားဖို့တော့စင်တစ်ဖြစ်ပြီပေါ့နော်ခဏကြာလို့ရှိရင်တော့လေရင်ထွက်တော့မှဖြစ်ပါတယ်ကဲနောက်တနိုင်ငံပဲနိုင်ငံဖြစ်မှာလေနောက်တနိုင်ငံပဲနိုင်ငံဖြစ်မှာလေရင်ခုန်စွာနဲ့စောင့်မျှော်ပေးကြတဲ့ဖွင့်ဖွင့်နဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်မနေ့ပြန်ကြားလို့ရှိရင်သိရပြီနော်ပဲနိုင်ငံဖြစ်မှာလဲဆိုရင်တော့အခုဘန်ကောက်ကနေပြီးတော့မှသွားတော့မှဖြစ်ပါတယ်အခုကတော့ဘန်ကောက်ကနေပြီးတော့မှသွားမဲ့နိုင်ငံကိုသွားနေပါပြီကူးနေပါပြီဒါမှလည်းကြရက်တွေဆလာပြီပါလဲဆိုတော့ရန်ကုန်မှာဝယ်ထားတဲ့ကားဝန်းတွေဝတ်စားတွေဟိုမှာအလန်းစားတွေရိုက်ပို့တော့ကရန်ကုန်မှာအကုန်လုံးကြံသွားတယ်ဘာမှမပါလာဘူးဆွညစ်လိုက်တဲ့ချစ်တွေရတခုကတော့ကြရက်ပဲနှမျောလိုက်တာအများကြီးချပြီးတော့မှအယောင်လေးတွေစီစဉ်ထားတာပေါ့နော်အခုကတော့အကုန်လုံး no အသက်ဝယ်ရတော့မှာပေါ့အသက်ဆိုရင်လည်းကိုယ့်ရဲ့အကြိုက်မတွေ့မှာလဲကြောက်တယ်အဲ့ဆိုတော့မနေ့ပြန်ဆိုရင်တော့ပဲနိုင်ငံရောက်မှာလဲဆိုတော့သိပြီနော်โอเคဘိုင်ဘိုင်ဟာဘယ်ဖန်ထောက်မှာလားโอเคတချို့အလုပ်ရှင်တွေကဆန်ကုန်မေးကြတယ်ပေါ့နော်ဆန်ခီးသွားမယ်ဆိုတော့ကြော်ညာအလုပ်တွေအဲ့လိုမရတော့ဘူးလားဆိုမှတော့တော်တော်များများမေးကြပါတယ်အဲ့လိုရတယ်ပေါ့ဆန်ခါကြတော့ကြော်ညာကကြတော့ဆန်ခီးသွားနေရင်လည်းဆန်ရိုက်ပေးလို့ရတယ်လို့ဆန်မြန်မာပြည်ပြန်ရောက်လို့ရှိရင်လည်းဆန်ကရိုက်ပေးမှာပါအခုကနေပြီးတော့မှဆန်ကိုလာရောက်ပြီးတော့မှကြော်ညာအဲ့လိုရပါတယ်နော်